တတိုင်းပေါ်ကစတင်တဲ့သမားကတော့အဆက်မပြတ်ပဲနေတာပဲတတိုင်းအောက်ကမကောင်းဆိုးဝါးဆန်တဲ့စနိုက်ပါသမားကတော့တင်းနဲ့ပြောင်းတဲ့ကိုရန်နေထည့်ပြီးအော်ဟစ်လိုက်ရင်ချက်ချင်းခလုတ်ဆွဲချလိုက်တယ်စတင်တဲ့သမားလည်းကြီးစန်းထိပ်ပြီးသေးပါလေရောဒါကိုမြင်တော့တတိုင်းပေါ်ကစစ်သားလည်းမြန်မြန်ပဲတတိုင်းအစွန်ကိုပြေးသွားကျိုးကိုဆွဲပြီးခုံဆင်းလိုက်တယ်စနိုက်ပါသမားကိုသူကိုယ်တိုင်ရှင်းပြဖို့ဆုံးဖြတ်လိုက်တာပေါ့မထင်မှတ်ထားပဲခုံဆင်းပြီးသားနဲ့သူတွေးလိုက်ရတာကတော့ရန်သူလေးယောက်ကအောက်မှာတတိုင်းကိုဖောက်ခွဲဖို့အတွက်မိုင်းနေမြေမြုပ်နေတာကိုပဲအဲ့ဒီအချိန်မှာရန်သူတယောက်ကတင်းနဲ့ကိုမြောက်ပြီးတန်းပစ်လိုက်တယ်သူကဘေးကိုလှည့်ပြီးကြီးစံကိုရှောင်လိုက်ပြီးတော့သူ့ဓာပြားနဲ့ရန်သူကိုပြန်တိုက်ခိုက်လိုက်တယ်။မင်းနေပိုင်းအတွင်းမှာပဲကျန်တဲ့ရန်သူအလုံးကိုရှင်းပြလိုက်နိုင်တယ်။ပြီးတော့ရန်သူစခန်းဘက်ကိုအပြေးအလွှားသွားပြီးစခန်းထဲရောက်တာနဲ့တဲတလုံးတဲကိုဝင်သွားတယ်။အဲ့ဒီတဲနာကိုဖျက်သွားနေတဲ့ရန်သူအုပ်စုတစုပေါ့။သူလည်းအခွင့်အရေးကိုယူပြီးရန်ပုံတပုံကိုသူတို့စီပစ်ပေါက်လိုက်တယ်။ဘုံခွဲတန်တစ်ချက်နဲ့ရန်သူတွေလည်းကွက်ထွက်သွားပြီးတစ်ပင်ပေါ်ကပုံနေတဲ့စနိုက်ပါသမားပါတောင်းလုပြီးပြုတ်ကျလာတယ်။ဒါကိုမြင်တော့စနိုက်ပါသမားလည်းလှည့်ပြီးထွက်ပြေးတယ်။စစ်သားလည်းချက်ချင်းလိုက်ဖမ်းတော့စနိုက်ပါသမားကအဓိကတပ်ဖွဲ့နဲ့ပေါင်းသွားပြီးဆိုတာတွေ့ရတယ်။တစ်ဖက်ကလူအင်အားပုံများနေတာတွေ့တော့ခဏတာမျိုးရိုးပေါ်ကိုပြန်လာခဲ့ရတယ်။မထင်မှတ်ထားပဲစနိုက်ပါသမားကပြန်လာပြီးမျိုးရိုးပေါ်ကသူ့အဖွဲသားတွေကိုပစ်။ကံမကောင်းစွာနဲ့ပဲအဖွဲသားအများကြီးကြီးစန်းထိပ်ပြီးမြေပြင်ပေါ်လဲကျသွားတယ်။စစ်သားလည်းကိစ္စရဲ့ပြင်းထန်မှုကိုနားလည်သွားပြီးမြန်မြန်ပဲမှန်ပြောင်းကိုကောက်ယူပြီးရန်သူရဲ့အနေအထားကိုကြည့်တယ်။မကြခင်မှာပဲစနိုက်ပါသမားကကြောက်တုံးတော့မှပုံနေတာကိုတွေ့လိုက်ရတယ်။အကွာဝေးကိုတွက်ချက်ပြီးတော့စနိုက်ပါသမားကိုပြစ်မှတ်ထားပြီးတစ်ချက်ပစ်လိုက်တယ်။ဒါပေမဲ့အကွာဝေးကအရန်ဝေးနေတော့နှစ်ချက်ဆက်တိုက်လွဲသွားတယ်။သူတော်တော်တကြီးနဲ့ rifle တင်းနတ်ပေါ်ကကျိုးကိုဖြုတ်ပြီးတော့မှန်ပြောင်းကို rifle တင်းနတ်မှာတက်ဆင်းလိုက်ပြီးကျိုးနဲ့ခိုင်မြဲအောင်ပလန်ချီလိုက်တယ်။အဲ့ဒါနဲ့ပဲနိုင်ရီကစနိုက်ပါ rifle ရဲ့ရိုးချင်းနဲ့မူကွဲတစ်ခုပေါ်ထွက်လာတော့တာပေါ့။တင်းနတ်တန်တစ်ချက်နဲ့ကြီးစံကမကောင်းဆိုးဝါးစနိုက်ပါသမားကိုချက်ချင်းထိမှန်သွားတယ်။